ရှင်တန်ခြင်းကနာလေးဘဝဟာပျော်ပျော်သာနေဟဲ့မိုးရိုးစရာတွေနဲ့တွေ့ချင်းရှောင်ဖယ်မနေပါနဲ့ရင်ဆိုင်ကြည့်ပါလားအစင်ပြေသွားမှာပါအခက်ခဲဆိုတာကနာတာဧည့်သည်ပါဝေးဝေးဆဆလာတဲ့ပန်းတွေကြွေချင်းမြေပေါ်ခါဘယ်ရမှမတည်မြဲဘူးကွာရာရာသင်္ခါရဘယ်လောက်များချမ်းသာပါစေဘယ်လောက်ပဲစင်ရဲ့နေတနေ့နေ့တစ်ချိန်ချိန်ထားခဲ့ရမှာပါအများစင်ပြေတာမြင်တဲ့အခါမင်းစင်မပြေချိန်ကြုံလဲကွာစိတ်ဓာတ်ကြကဝမ်းနေဖို့မလိုဘူးထိုနည်းတူမင်းစင်ပြေချိန်ကြုံတဲ့အခါများစင်မပြေတာမြင်လဲကွာကဲရဲ့ပြစ်တင်ရှုံးချဖို့မလိုဘူးမင်းဘဝဆိုတာမင်းဘဝပါအခြားဘဝတွေနဲ့မရှင်းနဲ့ကွာကိုယ့်ရဲ့ဘဝကိုကောင်းဆုံးသက်ရှင်သွား